ဥကိုလေးခုံးမှာကောင်မလေးတယောက်ကိုရိုက်လို့တာမှာမင်းအဖွဲ့လားမင်းကိုယ်တိုင်ပါသေးလား ဟာအမောင်ထဲမှာထိုင်းနေ ။ကောင်လေးမှထိုင်းကြ။မင်းဖုံးမဲ့ယူခိုင်းတာမလား ဟေးလေ ။ဒီကောင်ကပတ်စံအိတ်တွေဆိုင်ကယ်တွေဘာလို့ယူရတာလဲ လိုချင်လို့ ။လိုချင်လို့ကောင်မလေးကိုဘာလို့ရိုက်ခဲ့တာ အဲ့ကောင်မလေးဆွာချက်လို့ ။ဟုတ်လား။အဲကြောင့်မရိုက်ခဲ့တာ ရိုက်ပြီ ။ရိုက်ခဲ့။အဲဟုတ်ပြီ။အဲ့ဒါဆိုလို့ရှိရင်မင်းအခုအဲ့ဆိုင်ရက်ဗမာရောင်းလေ မရောင်းသေးဘူး ။ဆိုင်ရက်အောင်ကျော်သိန်းရှိမှရောင်းတာလား။ကောင်းမြတ်ရှိမှရောင်းတာလား။နောက်ပြီးတော့မင်းဟိုကဝါကြီးရှိမှရောင်းတာလား။နောက်ပြီးတော့ဟိုစားပါလေငါတို့ဟိုစားဟိုတူရိန်ထွန်းရှိမှရောင်းတာလား။မင်းဘလူးရှိမှဆိုင်ကယ်ရောင်း ကို ပါ တီးရှိမှရောင်း ။ဟောဘိုးသီးရှိမှရောင်းပါ။ဘိုးသီးဒါဆိုတခိုးလက်ခံ သူကခိုင်းချုပ်မနေ့တည်းကဖိုးခိုင်းတယ် ။မနေ့တည်းကဖိုးခိုင်းတယ် အဝယ်ရှိလို့ ဆိုင်ကယ်အဝယ်ရှိလို့ ဝယ်ရှိ အဲ့ဆိုင်ရက်အခုဒူးကနေဖြုတ်ထားတာ ကျုပ်ထားတယ်အဲ့ကောင်ဆေးကြောင်းမလို့တဲ့ ။ခုံးကဘလူးရှိမှရောင်းတာလေ ခေါင်းကတော့ဟိုလားဝါကြီးရှိမှရောင်း ။ဝါကြီးရှိမှရောင်းတာ။ဟောဝါကြီးရှိမှ ဝါကြီး အမှုလဲထဲမှာဝါကြီးလည်းပါ ဝါကြီးလည်းပါတယ် ဘိုးသီးလည်းပါတယ် ပါတယ်ပါ ဘိုးသီးလည်းပါပတ်စံအိတ်ကပတ်စံရေအဲ့ဒါတွေကတော့ အဲ့တော့ငါတို့ KTV စုသွား ပတ် တယ် စံအိတ်ကဗမာလွတ်ပြလိုက် အဲ့ဒါကတော့တုံနဲ့ခြုံနေတာလွတ် အဲကက်ဒမီသွားတယ်မင်းဘလူးနဲ့သွားတယ် အကောင်တစ်ခွက်လေးဥပါတယ် တစ်ခွဲလုံးပါတယ်ဘလူးတွေပါတယ် ဝါကြီးရေ အဲ ဖိုးတီးရေ အဲ တော်တာမျိုးလည်းပါတယ် ဒေါ်လာမျိုးလည်းပါတယ် ပါတယ် ဟုတ်ပြီဒါဆိုအမှုထဲမှာအကောင့်တွေအကုန်ပါတယ် ပါတယ် ဟောဟုတ်ပြီအေးဟုတ်ပြီအဲ့ဆိုမင်းတကယ်လို့မင်းကိုမိရင်အကုန်လုံးတောက်လျှောက်ပါပြီ ပါတယ်ဒီကောင်ပါတယ်လေ ပါတယ်ဟုတ်ပြီနော်အေးဟုတ်ပြီအေးဒီတကြောင်လုံချဖို့ရှိသေးလား ရှိတယ်ပေါက်ကြီးကဆိုင်ကလိုချင်လို့တဲ့ ပေါက်ကြီး ပေါက်ကြီး ဘယ်ပေါက်ကြီး အောက်တော်ကြီးကောင်ကပေါက်ကြီး ဟဲ့လား အဲ့ကောင် ဟိုကောင်ကောင်းမြတ်နာမည်ပြောင်းလာတာ မဟုတ်ပေါက်ကြီးကိုပေါက် ကိုပေါ့ဟောအဲ့ကောင်ဆိုင်ကလူချင်းလို့ လိုချင်လို့တဲ့ ဘာမင်းလဲ အဲ့ဒီကောင်ကတော့သူကမော်ဒယ်ညင်းနဲ့ကလစ်ဘိန်းပဲခုပေးတဲ့မော်ဒယ်ညင်းပဲတဲ့မတောက် အဲ့တော့အခုမင်းညညလူဘယ်နှယောက်လွတ်မှာ ရကြရှင်ကသူနဲ့အပေါင်းပါသူလည်းပါမယ်လေ ဟဲ့လား သူလည်းပါ ဘယ် မ နေ ယ် ရာမှာမင်းစောင့်မလဲ ရတယ်အမအောင်ကိုကိုတို့ အဲ ဟိုအောင်သူဖြိုးတို့ အောင်သူမျိုး အဲ့သူတို့တစ်ဖွဲ့လုံး တစ်ဖွဲ့လုံး တစ်ဖွဲ့လုံးပါမယ် တစ်ဖွဲ့လုံးပါပဲ ရကြအဲ့ခုံးပါပဲ အကုန်ပါပဲ အဲ့ခုံးပါပဲ အေးဟုတ်ပြီဟုတ်ပြီအဲတရင်ပိုးလိုက်ဒါပေမဲ့ကောင်မလေးတော့မနှိမ့်ဆက်နဲ့ အာဆွာချက်လို့နှုတ်သီးတွေထည့်ရမှာပေါ့ အေးဟုတ်ပြီ